အီရန်ရဲ့နောက်ဆုံးတိုက်ခိုက်မှုတွေကစစ်စင်ရေးကြီးပြန်ဆနိုင်တဲ့ခင်းနေမှာမရှိကြောင်းအမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီးကပြောတဲ့အကြောင်းပြင်ဒီလိုထပ်ပြီးတော့အိတ်စစ်နိုင်လို့ချက်တင်လို့ကဒီကလေးတက်တဲ့နေရာတွေရှိတာမျိုးဆိုတော့ချက်ရတယ်ရှိတယ်အဲဒါကြောင့်မလို့မြန်မာနဲ့စစ်စင်ရေးကောင်းအောင်ကြိုးစားတဲ့ဟာမျိုးလည်းဖြစ်နေတာပဲထရမ့်မိတ်ဆွေကိုလော်ဘီအဖြစ်မြန်မာဘက်ကငှားတယ်ဆိုပြီးသတင်းထွက်နေတဲ့အကြောင်းနဲ့ဓာတ်မြေဩဇာလိုအပ်ချက်များတဲ့မြန်မာနိုင်ငံမှာပစ္စည်းတွေပြတ်နေတဲ့အကြောင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်အီရန်ရဲ့နောက်ဆုံးတိုက်ခိုက်မှုတွေကစစ်စင်ရေးကြီးတွေပြန်ဆနိုင်တဲ့ချိန်နေမှာမရှိကြောင်းအမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီးတူကပြောပါတယ်အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth နဲ့ပူးရဲသတင်းစာရှင်းလင်းပွဲမှာဗိုလ်ချုပ်ကြီး Dan King ကပြောကြားခဲ့တာပါအမေရိကန်ဘက်ကတော့ဒီလိုစစ်စင်ရေးတွေကိုအမိန့်ပေးတာနဲ့ပြန်ဆဖို့အသင့်ရှိကြောင်းလည်းသူကဆိုပါတယ်အမေရိကန်က Hormuz ရေလက်ကြားပြန်ပွင့်ဖို့စစ်စင်ရေးဆလို့အီရန်က UAE ကိုဒုံးကျည်တွေနဲ့ပစ်ခတ်ပြီးနောက်တရက်မှာပဲလက်ရှိအပြည့်ရက်စဲရေးကမပြီးသေးဘူးလို့မစ္စတာ Hegseth ကပြောပါတယ်အပြည့်ရက်စဲရေးကိုအမေရိကန်နဲ့မဟာမိတ်တွေရဲ့ချိုးဖောက်မှုကြောင့်သင်္ဘောသွားလာရေးနဲ့စွန့်ရင်တင်ပို့မှုကိုချိန်ချောက်နေတယ်လို့လည်းအီရန်လွှတ်တော်ဥက္ကဋ္ဌမိုဟာမက်ဂါလီဘတ်ကသတိပေးခဲ့ပါတယ်အိန္ဒိယမြန်မာနယ်စပ်မှာလက်နက်ကိုင်တပ်တွေမရှိရေးလုံခြုံရေးပူးပေါင်းဆောင်ရွက်ဖို့အိန္ဒိယရေတပ်ဦးစီးချုပ်နဲ့မြန်မာတပ်ချုပ်သစ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ဆွေးနွေးကြောင်းနေပြည်တော်ကနေသတင်းထုတ်ပြန်ပါတယ်အိန္ဒိယရေတပ်ရဲ့ထုတ်ပြန်ချက်မှာတော့နိုင်ငံကာကွယ်ရေးဆောင်ရွက်မှုကိုမဟာဗျူဟာအဆင့်ထိသက်ရောက်မှုရှိရေးဆွေးနွေးခဲ့တယ်လို့ကြေညာပါတယ်အိန္ဒိယမြန်မာပင်လယ်ရေကြောင်းကုန်သွယ်ရေးအပြင်နိုင်ငံရေတပ်စစ်ရေးလေ့ကျင့်မှုတွေကိုပူးပေါင်းလှုပ်ဆောင်သွားမယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်အိန္ဒိယရေကျုပ်ရဲ့ခီးစဉ်အတွင်းအိန္ဒိယဘက်ကပေးတဲ့စစ်ဘက်ဆိုင်ရာကိရိယာတွေကိုမြန်မာရေတပ်ကိုလွှဲပြောင်းပေးခဲ့ပါတယ်အဲ့ဒီထဲမှာသင်္ဘောသုံးဆောင်နေနဲ့ကမ်းရိုးတန်းလုံခြုံရေးအတွက်သုံးနိုင်တဲ့ကိရိယာတွေပါတယ်ဆိုပြီးအိန္ဒိယဘက်ကထုတ်ပြန်ပါတယ်NUG မှာနိုင်ငံရေးစိန်ခေါ်မှုတွေရှိနေပြီးနေမြေလက်လွတ်ဆုံးရှုံးမှုတွေခက်စိတ်ကြုံနေရကြောင်း NUG ရဲ့ယာယီသမရဒူဝါလရှိလာက PDF 9 နှစ်ပြည့်ပွဲမှာမြင်ကွန်းပြောကြားခဲ့ပါတယ်။မန္တလေးတိုင်းကတပိတ်ကျင်းစင်ကူးနဲ့မရယာပါဝင်စကိုင်းနဲ့ရှမ်းမြောက်ကနေမြေတွေကိုတော်လှန်ရေးတပ်တွေလက်လွတ်ထားပါတယ်။တခါစကိုင်းထပ်ပိုင်းကစစ်တပ်ပြန်အုပ်စိုးနေတဲ့အင်းတော်ရဲ့မြို့နယ်ကွဲဖြစ်တဲ့မော်လူကိုစစ်တပ်ကထိန်းချုပ်လိုက်ပြီလို့လည်း NUG ကတာခရိုင်တရင်နဲ့နှိစက်တဲ့သတင်းရင်းမြစ်တူက BBC ကိုဒီကနေ့အတည်ပြုပါတယ်။ PDF သက်တမ်း9နှစ်အတွင်းစစ်ရေးအတွေ့အကြုံပြင်ကျင်းဝတ်စီကံထိန်းကျောင်းမှုလိုအပ်ချက်အမှားယွင်းရှိခဲ့တဲ့ဆိုပြီး NUG ကာကွယ်ရေးဝန်ကြီးဦးရီမွန်ကဝန်ခံပြောကြားခဲ့ပါတယ်။ဒီလိုအပ်ချက်တွေကြောင့်ဒေသချို့မှာလူထုယုံကြည်မှုကိုထိခိုက်စေတယ်လို့ဆိုပြီးအဲ့ဒီအမှားတွေကိုမျက်ကွယ်မပြုဘဲထိရောက်တဲ့အရေးယူဖြေရှင်းမှုတွေလုပ်နေကြောင်းဝန်ကြီးဦးရီမွန်ကပြောကြားခဲ့ပါတယ်။ရေပြင်ပိုင်နဲ့ပိုင်ဆိုင်မှုနဲ့စွမ်းအင်ရှာဖွေရေးမှာကမ္ဘောဒီးယားနဲ့ကာလရှည်ကြာသဘောတူညီမှုယူထားတာတွေကိုထိုင်းကဖျက်သိမ်းခဲ့ပါတယ်။25နှစ်ကြာသဘောတူညီမှုကအနည်းငယ်သာတန်ဖိုးရှိကြောင်းထိုင်းဝန်ကြီးချုပ်အနုတင်ချန်ဝီရကွန်ကပြောသလိုဒီဖျက်သိမ်းမှုဟာမနစ်ကဖြစ်တဲ့နယ်စပ်တိုက်ပွဲတွေနဲ့မဆိုင်ပဲရွေးကောက်ပွဲကတိကိုဖြည့်ဆည်းတာသာဖြစ်ကြောင်းလည်းသူကပြောပါတယ်။တစ်ဖက်သက်ဖျက်သိမ်းမှုဖြစ်ကမ္ဘောဒီးယားကဝေဖန်ခဲ့ပြီးပင်လယ်ပြင်ဥပဒေဆိုင်ရာကုလသမဂ္ဂစာချုပ်နဲ့အညီအငင်းပွားမှုဖြည့်ရှင်းရေးစတင်မယ်လို့လည်းဆိုပါတယ်။ပါကစ္စတန်နိုင်ငံအနောက်မြောက်ပိုင်းခိုင်ဘာပထွန်းခွာပြည်နယ်မှာထင်ရှားတဲ့ဘာသာရေးဆရာတယောက်ကိုအမည်မသိတနတ်သမားတွေကပြစ်တက်ခဲ့ကြောင်းပါကစ္စတန်ရဲကပြောပါတယ်။မော်နာမူဟာမက်အစ်ဒရီစ်စာသင်ကျောင်းကနေအရင်ပြန်လမ်းမှာမော်တော်ဆိုင်ကယ်2စင်းနဲ့လာတဲ့လောက်ကျန်သူတွေကပြစ်ခတ်လို့နေရာမှာတင်သေဆုံးကြောင်းပြောပါတယ်။သူကိုလုံခြုံရေးပေးတဲ့ရဲအရာရှိ2ဦးပါဒဏ်ရာရရှိခဲ့ပါတယ်။ဘယ်အုပ်စုကမှသူတို့လက်ချက်လို့ဝန်မခံပေမဲ့အလားတူတပ်ဖြတ်မှုတွေအတွက်တင်းမာတဲ့အစ္စလာမ်ဝါဒီတွေကိုအပြစ်တင်နေရှိပါတယ်။အင်ဒိုနီးရှားမှာတော့အစ္စလာမ်ကျောင်းကျောင်းစားစာသင်ကျောင်းတီထောင်သူတယောက်ကိုလိန်ပိုင်းကျူးလွန်စော်ကားမှုကြီးတစ်ခုရဲ့တန်တရားတရားခံဖြစ်ရဲကသတ်မှတ်လိုက်ပါတယ်။ကျူးလွန်ခံရသူ90ထိရှိနိုင်ကြောင်းလည်းရှင်းနေသူကပြောပါတယ်။ Java ကျွန်းအလယ်ပိုင်းက
နဒိုလိုကူဆူမိုကျောင်းမှာ2024ကစပြီးလိန်ပိုင်းဆိုင်ရာကျူးလွန်စော်ကားမှုဆွဆွဲချက်တွေထွက်လာခဲ့ပါတယ်ကျူးလွန်ခံရသူတွေရဲ့ထွက်ဆိုချက်တွေကိုပြန်ရုပ်သိမ်းခဲ့လို့အမှုကကြန့်ကြာနေခဲ့တာဖြစ်ပါတယ်တော်ရရှိမြခင်ဗျာအမေရိကန်နဲ့ဆက်ဆံရေးပြန်ကောင်းဖို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့မိတ်ဆွေရောဂျာစတုန်းကိုလော်ဘီအဖြစ်မြန်မာကငှားတယ်ဆိုပြီးသတင်းထွက်နေပါတယ်ရောဂျာစတုန်းကိုမြန်မာဘက်ကဘယ်လိုပုံစံနဲ့ငှားတာလဲမြန်မာနိုင်ငံပေါ်အမေရိကန်ဆိုရရဲ့မူဝါဒပြောင်းလာနိုင်ဖို့ရှိသလားကိုသန့်စင်ဦးကပြောပြပေးပါမယ်ရောဂျာစတုန်းဟာမြန်မာနဲ့အမေရိကန်နိုင်ငံကြားကုန်သွယ်ရေးတဘာဝအရင်းမြစ်တွေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေစားတဲ့ကဏ္ဍတွေကိုအဓိကထားပြီးနိုင်ငံခြားဆက်ဆံရေးပြန်လည်တည်ဆောက်ဖို့လှုံ့ဆော်သွားမယ်လို့ Bloomberg Government ကဖော်ပြထားပါတယ်။ Roger Stone ဆိုတာအမေရိကန်နိုင်ငံရေးလောကမှာအတွေ့အကြုံများပြီးအမေရိကန်သမ္မတ Trump နဲ့လည်းရင်းနှီးတဲ့ဆက်ဆံရေးရှိသူဖြစ်ပါတယ်။သူဟာနိုင်ငံခြားဆက်ဆံရေးကောင်းရေးလှုံ့ဆော်ဖို့သဘောတူညီချက်လက်မှတ်ရေးထိုးခဲ့တယ်လို့အမေရိကန်ဆိုရဘက်ကပြီးခဲ့တဲ့အပတ်ကထုတ်ပြန်လာတဲ့အချက်လက်တွေကိုကိုးကားပြီး Bloomberg Government ကဖော်ပြခဲ့တာပါ။အခု Roger Stone ကိုငှားရမ်းလိုက်တာက DCI Lobby အဖွဲ့ရဲ့အစီအစဉ်အစိပ်ပိုင်းတစ်ခုဖြစ်တယ်လို့သတင်းတွေမှာဖော်ပြကြပြီးတစ်လကိုအမေရိကန်ဒေါ်လာ9000လို့ဖော်ပြနေကြပါတယ်။ဒါကြောင့် Trump မိတ်ဆွေ Roger Stone ကို DCI Group ကထပ်မံငှားရမ်းသလားဒါမှမဟုတ် DCI နဲ့ပြန်ကြားရေးဝန်ကြီးဌာနတို့ကြားမူလသဘောတူစာချုပ်ရဲ့အစိပ်ပိုင်းတစ်ခုအနေနဲ့ Roger Stone ကပါဝင်လှုပ်လှုပ်ပေးရလားRoger Stone ရဲ့ဝန်ဆောင်မှုကိုရယူခြင်းအတွက်ငွေကြေးကုန်ကျစရိတ်တွေကိုစာချုပ်မှာပြင်ဆင်ဖြစ်ဆွတ်တာမျိုးရှိခဲ့သလားဆိုတာနဲ့ပတ်သက်ပြီး DCI Group ရဲ့တာဝန်ရှိသူတူဖြစ်တဲ့ Craig Stevens BBC ကဆက်သွယ်မေးမြန်းထားပါတယ်။ Trump ဆိုရလက်ထက်မြန်မာမှာအမေရိကန်ဆိုရလှုပ်ရှားမှုတွေတဖြည်းဖြည်းပြန်တွေ့လာရတာဘာကြောင့်လဲ။လက်ရှိအစိုးရနဲ့နှီးစပ်သူတူပြောတာကိုအတန်အစားထိုးဖတ်ပြထားပါတယ်။အရေးအမေရိကန်အစိုးရကချထားတဲ့မူဝါဒကလူ့အခွင့်အရေးနဲ့ဒီမိုကရေစီရေးကိုပဲအဓိကထားပြီးချတဲ့မူဝါဒဖြစ်တယ်။သမ္မတ Trump လက်ထက်မှာတော့ဒီဟာကပြောင်းသွားတယ်။နောက်တစ်ခုကမြေရှားတပ်ထုထုတ်နိုင်တဲ့နေရာမှာလည်းတတိယအများဆုံးထုတ်တဲ့နိုင်ငံဖြစ်တယ်။ Trump အစိုးရကဒီပေါ်မှာအခြေခံပြီးစဉ်းစားတဲ့မူဝါဒအရပြောင်းလဲပြီးဆက်ဆံလာတဲ့သဘောလို့ယူဆလို့ရပါတယ်။မြန်မာကအမေရိကန်နဲ့ဆက်ဆံရေးအဆင်ပြေရင်ကမ္ဘာ့ဘဏ်နဲ့ပြည်ပဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့တွေရဲ့အကူအညီတွေရလာနိုင်တယ်လို့နိုင်ငံတကာရေးလေ့လာသူတွေကပြောပါတယ်။ဒါတွေကလက်ရှိမြန်မာအစိုးရရဲ့လိမ္မာပါနှံ့မှုနဲ့ညှိနှိုင်းဆောင်ရွက်မှုအပေါ်မှာမူတည်မယ်လို့တင်နဂမဟာဗျူဟာလေ့လာရေးအဖွဲ့ဒရိုက်တာဦးသိန်းထွန်းကပြောပါတယ်။အရှိလည်းပိုင်းမှာဒီရန်တစ်ဖက်ဒီလိုအမေရိကန်တစ်ဖက်ဖြစ်တယ်။ဒီလိုရဲ့အရှိလည်းပိုင်းကတော့နိုင်ငံကိုချက်တော့ပိတ်ဆိုတာဒီတိုင်းတော့တွားတာပဲ။ဒါပေမဲ့အဲ့နိုင်ငံကတိတ်ဘောင်းမြင်တဲ့အနေအထားမျိုးမှာအဲ့ဒီဘက်ကနေပဲတရုတ်ကိုထပ်ပြီးတော့ပိတ်ဆို့နိုင်လို့ချုပ်တင်လို့ကဒီကနေ့ဆက်တဲ့နေရာတွေရှိတာနေတယ်ဆိုတော့ချက်ရတယ်ရှိတယ်။အဲ့ဒါကြောင့်မလို့မြန်မာနဲ့ဆက်ဆံရေးကောင်းကြိုးစားတဲ့ဟာမျိုးလည်းဖြစ်နိုင်တာပဲ။အချိန်တည်းမှာပဲအမေရိကန်ပေးဖို့ကိုမြန်မာကဝယ်ယူဖို့မြန်မာပေါ်ဆန်းမှုဆန်ကိုအမေရိကန်ကိုစမ်းသပ်တင်ပို့ဖို့စတဲ့စီးပွားရေးဆိုင်ရာပြန်လည်ထိတွေ့မှုတွေစတင်လှုပ်ဆောင်လာတာကိုလည်းတွေ့နေရပါတယ်ခင်ဗျာ။တော်တော်ရှင်များခင်ဗျာ။ကမ္ဘာဓာတ်မြေဩဇာကုန်သွယ်မှုသုံးပုံတစ်ပုံဖြတ်သန်းနေတဲ့ Hormuz ရေလက်ကြားပိတ်ပြီးတဲ့နောက်ပိုင်းဓာတ်မြေဩဇာလိုအပ်ချက်များတဲ့မြန်မာနိုင်ငံမှာပစ္စည်းပြက်ဈေးတက်တာတွေဖြစ်လာပါတယ်။မြန်မာပြည်ရဲ့လက်ရှိဓာတ်မြေဩဇာလိုအပ်ချက်ဘယ်လောက်ရှိသလဲမတ်ဇာနီထွန်းကပြောပြပေးပါမယ်။စိုက်ပျိုးရေးဦးစီးဌာနရဲ့စာရင်းအရမြန်မာပြည်ရဲ့စိုက်ပျိုးရေးကဏ္ဍအတွက်တစ်နှစ်ကိုဓာတ်မြေဩဇာတန်ချိန် 4.19 တန်းလိုအပ်ပေမဲ့ပြည်တွင်းမှာတန်ချိန်9000လောက်ပဲထုတ်လုပ်နိုင်တာပါ။ဒါကြောင့်လိုအပ်နေတဲ့အများစုအတွက်ပြည်ပကတင်သွင်းတာကိုပဲအားထားနေခဲ့ရပါတယ်။အထူးသဖြင့်အီရန်ကနေဓာတ်မြေဩဇာမှာယူတင်သွင်းရတာလို့စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေစီကသိရပါတယ်။ဒါပေမဲ့အမေရိကန်၊အစ္စရေးနဲ့အီရန်တို့ရဲ့စစ်ပွဲစတင်ဖြစ်ပွားခြင်းကစလို့ကမ္ဘာဓာတ်မြေဩဇာကုန်သွယ်မှုသုံးပုံတစ်ပုံဖြတ်တန်းနေတဲ့ Hormuz ရေလက်ကြားမှာဖြတ်တန်းသွားလာမှုတွေရပ်တန့်သလောက်ဖြစ်ခဲ့ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံဈေးကွက်ထဲဓာတ်မြေဩဇာတွေလိုတလောက်ဝယ်ယူလို့မရပဲဈေးလဲတက်သွားတယ်လို့မကွေးမြို့တောင်သူတယောက်ကပြောပါတယ်။နှစ်တိုင်းနဲ့မတူပဲနဲ့ပြည်ကြားကြီးခုံပြီးမြင်တာနှစ်တိုင်းကမြင်နေဆိုရင်တဲကောင်အလွန်ဆုံးกว่าမှ3000 4000 5000လောက်ပဲกว่าတာဒီနှစ်ကတဲကောင်4000လောက်ကြီးกว่าသွားတယ်တောင်သူရဓာတ်မြေဩဇာနှစ်တိုင်းထည့်တဲ့အချိုးတိုင်းမထည့်နိုင်တော့ဟော်မုတ်ရေလက်ကြားကနေဓာတ်မြေဩဇာတင်ပို့မှုတွေရပ်သွားတဲ့အချိန်မှာကမ္ဘာအကြီးဆုံးဓာတ်မြေဩဇာထုတ်လုပ်သူဖြစ်တဲ့တရုတ်နိုင်ငံဘက်ကိုဓာတ်မြေဩဇာရရှိရေးဦးတည်လာကြပါတယ်ဒါပေမဲ့တရုတ်ဟာအခုမက်လာကစလို့ပြည်တွင်းစိုက်ပျိုးရေးအတွက်လုံလောက်တဲ့ပမာဏရှိစေဖို့ဓာတ်မြေဩဇာအမျိုးစုံတင်ပို့ရောင်းချမှုကို80%လောက်အထိကန့်သတ်လိုက်တယ်လို့တရုတ်အကောက်ခွန်ဌာနစင်းစရာကိုကိုးကားပြီးရိုက်တာကရေးသားထားပါတယ်စိုက်ပျိုးရေးသွင်းအားစုတွေကိုဖြန့်ဖြူးပေးနေသူတွေကတော့မြန်မာပြည်တွင်းကိုအခုထိတရုတ်ဘက်ကနေဓာတ်မြေဩဇာတရားဝင်ရောမှောင်ခိုလမ်းကြောင်းကနေပါဝင်နေတယ်လို့ပြောပါတယ်လက်ရှိဓာတ်မြေဩဇာသုံးနေရတဲ့အပေါ်စိုက်ပျိုးထုတ်လုပ်သူတယောက်ပြောတာကဒီတုံးမကျန်းတဲ့လူတော်မှာစိတ်အိတ်ကိုရှော့တော့ရလဲဆိုတော့သူတို့သုံးနေကြပစ္စည်းမဟုတ်ဘူးတခြားဟာတွေကိုအစားထိုးသုံးနေရဖြစ်တဲ့အတွက်ကျွန်တော်တို့ကြီးနေရလဲခင်တယ်လို့မဟုတ်ဘူးအခုကဘယ်လိုဖြစ်လဲဆိုတော့အဲ့အစားထိုးသုံးရတဲ့ကောင်တွေမှာကကျွန်တော် chemical ပါဝင်မှုတွေကညင်လာတယ်အဲ့မှာနောက်တစ်ခုကဘာဖြစ်လဲဆိုတော့ကျန်းမာရေးကဏ္ဍမှာထိခိုက်တယ်နောက်ပြီးတော့ဟုတ်တယ် export မှာထိခိုက်တယ်နောက်တစ်ချက်ကကုန်စည်နှုန်းမှာထိခိုက်တစ်ဖက်မှာလည်းလက်ရှိဈေးကွက်မှာဓာတ်မြေဩဇာပစ္စည်းပြတ်တယ်ဆိုတာကကုန်သည်တချို့ဈေးတင်ကျင်တာကြောင့်ဂိုးတောင်မှာရှိနေတဲ့ပစ္စည်းတွေထုတ်မရောက်တာလို့ဆိုပါတယ်တရုတ်ရဲ့ဓာတ်မြေဩ
စာတင်ပို့မှုပိတ်ပင်မှုနဲ့ဟောမုတ်ဈေးလက်ကျပိတ်ဆို့မှုတွေရဲ့ပေါင်းဆက်တက်ရောက်မှုတွေဟာကမ္ဘာဓာတ်မြေဩဇာဈေးကွက်နဲ့အစားအစာဖူလုံမှုကိုမလွဲမသွေလှုပ်ခတ်စေမယ်လို့ဝါရှင်တန်အခြေစိုက်နိုင်ငံတကာအစားအစာမူဝါဒသုတေသန Institute သုတေသီ Joseph Claude Uber ကပြောထားပါတယ်ရှင်။တော်ရရှိမြခင်ဗျာထိုင်းဘဏ်ငွေနဲ့မြန်မာပြည်မှာရင်းနှီးမြှုပ်နှံနိုင်ပြီဆိုပြီးဗဟိုဘဏ်ကပြောပါတယ်။ပြည်တွင်းကုန်သွယ်ရေးမှာဘဏ်ငွေကိုတွင်ကျယ်စွာသုံးလာနိုင်ပြီလားမတ်တရာကစူးစီးပြောပြပေးပါမယ်။ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေကညီပညာပူးပေါင်းဆောင်ရွက်မှုတွေအပြင်ဘဏ်ငွေနဲ့မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံခြင်းကြောင့်ဗဟိုဘဏ်ဥက္ကဋ္ဌနဲ့ AB 28ရက်နေ့ကတွေ့ဆုံချိန်မှာထိုင်းတန်ယုံယာယီတာဝန်ခံကတောင်းဆိုချက်ကိုဗဟိုဘဏ်ဥက္ကဋ္ဌကလက်ခံခဲ့ပါတယ်။ပြီးခဲ့တဲ့နှစ်ကစလို့အမေရိကန်ဒေါ်လာစစ်စစ်မှုခက်ခဲတဲ့အကျပ်အတဲကိုကျော်လွှားနိုင်ဖို့ဆိုပြီးမြန်မာနဲ့မိတ်ဖက်တရုတ်ထိုင်းနဲ့ရုရှားနိုင်ငံတို့ရဲ့ငွေကြေးတွေကိုကုန်သွယ်မှုမှာဓာတ်ရိုက်အသုံးပြုနိုင်ရေးတိုးမြင့်လှုပ်ဆောင်ခဲ့ပါတယ်။အဲဒီနောက်မှာဒီနှစ်စမ်းပိုင်းမှာပဲတရုတ်ယွမ်ငွေနဲ့ရင်းနှီးမြှုပ်နှံမှုကိုခွင့်ပြုခဲ့ပြီးအခုထိုင်းဘဏ်ငွေနဲ့ပါရင်းနှီးမြှုပ်နှံမှုငွေကြေးအဖြစ်ခွင့်ပြုလာတာပါမြန်မာပြည်တွင်းမှာထိုင်းဘဏ်ငွေအသုံးပြုမှုတွင်ကျလာတာမှန်ကန်တဲ့အကြောင်းမန္တလေးတိုင်းကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း MRCCI တာဝန်ရှိသူတဦးကပြောပါတယ်ပြောင်းမှာတော့အဲ့ထိုင်းဘက်နဲ့ပဲသွားတာ哦အဲ့တော့ထိုင်းဘက်တွင်သုံးခဲ့လားဆိုရင်တော့သုံးခဲ့တယ်လို့ပြောလို့ရတော့ဘာဖြစ်လဲဆိုတော့ဒီဘက်ကစပူကြောင့်တီးနှံနေကြက်တုံခုပြောင်းဆန်ကိုမြောက်ရီနယ်စပ်ကသွားတော့ထိုင်းဘက်နဲ့ပေးချတယ်အခုလည်းရနောင်းကလည်းအဲ့ထိုင်းဘက်နဲ့ပဲပေးချတယ်ဘက်ကိုလူဗမာလူလူကရင်ပါနေပြီလေဒီတရုတ်ရွှေငွေရင်ပါသလိုပဲသူ့ရဲ့အကျိုးမြတ်ကိုသူက export ကနေပြန်ပြီးထုတ်ယူမှာပေါ့ထိုင်းနိုင်ငံဟာမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်တဲ့ထိပ်တန်းနိုင်ငံတွေမှာပါဝင်ပြီးဇွမ်းရင်ဆောက်လုပ်ရေးကုန်ထုတ်လုပ်မှုနဲ့အင်ချမ်းမြေကဏ္ဍတွေမှာရင်းနှီးမြှုပ်နှံလေးရှိပါတယ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစီးပွားရေးနဲ့နိုင်ငံရေးအခြေအနေတွေကြောင့်ထိုင်းနိုင်ငံကဘီလက်မီစက်ရုံအဖျော်ရမကအပအဝင်ထိုင်းကုမ္ပဏီအချို့ပြည်တွင်းကပြန်လည်ထွက်ခွာတာရှိပါတယ်ဒါကြောင့်ထိုင်းနိုင်ငံရဲ့ရင်းနှီးမြှုပ်နှံမှုကစွမ်းရည်ကဏ္ဍမှာသာဦးစားပေးဖြစ်သွားနိုင်တယ်လို့စီးပွားရေးပညာရှင်တဦးကပြောပါတယ်ရင်းနှီးမြှုပ်နှံမှုလုပ်ပဲဆိုတော့သူကလွယ်အောင်လို့ဆိုတော့ကျန်တဲ့ကွာကဏ္ဍတော့သိလာလို့ကြာအဲ့တော့လေမမြင်ဘူးကြာစွမ်းရည်ကဏ္ဍမှာများမလဲပြေဆိုတော့တောက်တာကတော့ gas တိကတွေကဂျိုင်းဖြစ်လာလို့ရှိတယ်လေတောက်တာတိကလည်း gas ဆိုင်လေးရှိတာဟိုဆိုင်ကလည်း gas ပေါ်မှာဘာဝမှုရတာဟို gas တို့စွမ်းရည်တို့မှာတော့ရှိနေတယ်ပေါ့နော်နယ်စပ်ကုန်သွယ်မှုအပိုင်းမှာတော့2025-26ခုနှစ်အတွင်းအာဏာပိုင်တွေဟာထိုင်းမြန်မာနယ်စပ်ဂိတ်တွေကုန်နှောင်ရုံတွေကုန်ပို့ဆောင်ရေးကားတွေကိုပြစ်မှတ်ထားပြီးတရားဝင်ကုန်သွယ်မှုရှိမရှိစစ်ဆေးအရေးယူတာတွေလုပ်ခဲ့လို့မြန်မာပြည်တွင်းမှာထိုင်းကုန်စည်ပြက်လက်မှုတွေဖြစ်ပေါ်နေပါတယ်ရှင်တော်တော်ရှင်မြတ်ခင်ဗျာမနေ့တုန်းကတရုတ်မီးပန်းစက်ယုံပောက်ကွဲမှုကြီးကြောင့်သေတဲ့သူဥယေက26ယောက်ထိရှိလာနေပြီးလူဒါဇင်ချီပျောက်ဆုံးနေပါတယ်ပောက်ကွဲမှုကြောင့်ပြိုသွားတဲ့စောက်ဝင်ပြက်တွေကြားမှာယာနဲ့ချီတဲ့ကယ်ဆယ်ရေးလုပ်သားတွေနဲ့ဆက်ပြီးရှာဖွေနေတာပါတရုတ်နိုင်ငံလေပိုင်းဟူနန်ပြည်နယ်ကစက်ယုံပြက်ရဲ့အနီးပတ်ဝန်းကျင်2မိုင်ပတ်လည်လောက်ကလူတွေကိုလည်းရွှေ့ပြောင်းပေးထားပါတယ်